ဖူဟန်ရဲ့ကစားကွက်ကကျွန်တော်ကြောက်ဖို့ကောင်းတယ်လက်ရှိမှာ United တနေ့ဝင်နေအတွက်ကျွန်တော်အကြိုက်ဆုံးဖြစ်နေတဲ့ပွဲစဉ်တစ်ပွဲကတော့ Manchester United အသင်းနဲ့ Fulham အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့အရန်လွယ်တယ်ခင်ဗျားရတာဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ဒီနေ့ပွဲစဉ်ကိုသုံးသပ်ပေးပါမယ်ဒီထက်ပိုပြီးစိတ်ဝင်စားတယ်ဆိုရင်တော့ညီကိုရီဘက်ကနေပြီးတော့ကျွန်တော်လက်ရှိ TikTok ကောက်ထဲဝင်လိုက်ပါအလဲလေးမှာဘယ်လိုလုပ်ဆောင်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးဖော်ပြပေးထားတယ်လို့ကျွန်တော်လက်ရှိ comment မှာလည်းကျွန်တော်ဖော်ပြပေးထားပါတယ်ဗျဆိုတော့ဗီဒီယိုလေးကိုဆက်ရအောင် Manchester United နဲ့ Fulhamပြောရမယ်ဆိုရင်ဒီနေ့ပွဲစဉ်ကလေကျွန်တော်ဘယ်အသင်းစီပြီးအဆင်ပြေမလဲဘယ်အသင်းအဆင်မပြေဘူးဆိုတာကကျွန်တော်တို့ရွေးလို့မကောင်းတော့ဘူးဗျဘာလို့လဲဆိုတော့ Manchester United အသင်းနေနဲ့တောက်လျှောက်အဆင်ပြေလာတာဖြစ်တဲ့အတွက်ကြောင့်ဗျအဲ့လိုဆိုတော့ဘယ်အသင်းအဆင်ပြေမလဲအဆင်မပြေဘူးဆိုတာကကျွန်တော်ရွေးတဲ့အခါမှာနည်းနည်းဒုက္ခရောက်သွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဂိုးများမလားဂိုးနည်းမလားဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်သုံးသပ်ပေးမယ်ဆိုတော့ United အသင်းအနေနဲ့လက်ရှိမှာသူတို့ရဲ့ကစားသမားတွေရဲ့စိတ်ဓာတ်ကကျွန်တော်အထိတ်ဆုံးမှာရောက်နေပြီးပွဲစဉ်တိုင်းကိုသူ့အနေနဲ့အာရုံစိုက်မှုအပြည့်ရှိတယ်နောက်တစ်သင်းဖူဟန်ရဲ့ကစားကွက်ကကျွန်တော်ကြောက်ဖို့ကောင်းတယ်လက်ရှိမှာ United ကကျွန်တော်တောက်လျှောက်ဆင်ပြေတယ် Arsenal လည်းဆင်ပြေတယ် Manchester City ကိုလည်းဆင်ပြေထားဆော်ပြီးဆိုပေမဲ့လည်းပဲ Manchester City နဲ့ Arsenal အသင်းတို့ရဲ့ကစားပုံကကျွန်တော်တို့ဒီပြောရမယ်ဆိုရင်နည်းနည်းတူတယ်လို့ပြောလို့ရမယ်ဒါပေမဲ့ Fulham အသင်းရဲ့ကစားကွက်နဲ့ကျတော့တော်တော်လေးကွာဝါအောင် Fulham အသင်းနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင် Fulham အသင်းကလည်းကျွန်တော်ကောင်းတာဆော့တဲ့အသင်းလို့ကျွန်တော်အနေနဲ့ပြောလို့ရမယ်ဖူဟန်ရဲ့ကစားကွက်ကမြန်တယ်တက်ပြက်တိုက်စစ်တွေမှာဒီပြောရမယ်ဆိုအတိုးလုံးကောင်းတဲ့မြန်တဲ့ကစားသမားတွေအဓိကအားထားပြီးသုံးတယ် United ကကြောက်လဲအဲ့လိုပုံစံမျိုးပဲအသင်းကြီးနေတွေ့တဲ့ခါကျရင်ဆိုတော့လက်ရှိ Michael Carrick ကိုင်တဲ့အသင်းကြီးMichael Carrick ကိုင်တဲ့အခါမှာတွေ့ရတဲ့အသင်းကြီးကကြောက် position bay ကိုအဓိကထားတဲ့ကစားကွက်ကိုသုံးတယ် Michael Carrick အနေနဲ့တက်ပြက်တိုက်စစ်ဆော့တဲ့အခါမှာအတော်လေးကောင်းခဲ့တယ်ဆိုတော့လက်ရှိမှာ Carrick အနေနဲ့ဘယ်လိုဆော့မှာလဲအဓိကအချက်ကအဲ့ဒါပဲဗျMichael Carrick ရဲ့ကစားပုံကစားဟန်က Fulham နဲ့အသင်းမှာနည်းနည်းလေး changes ဖြစ်သွားနိုင်တယ်။အဲ့လိုမျိုး changes ဖြစ်သွားတဲ့အခါမှာနောက်တန်းကွင်းလေဆိုတာကလက်ရှိကျွန်တော်တို့ဒီ Manchester United အသင်းမှာရှိနေတဲ့ကစားသမားတွေထဲမှာ Fulham အသင်းရဲ့ကောင်နာကိုတားနိုင်မဲ့ကစားသမားက Casemiro ပဲရှိတယ်။ Casemiro ကလည်းအမြဲတမ်းကောင်းမနေနိုင်ဘူး။ဆိုတော့အမားတွေလည်းရှိမှာပဲ။ Manchester United အသင်းနေရတဲ့ဂိုးတွေပြန်ပြီးတော့ခွင့်ပြုပေးနိုင်လို့Manchester United အသင်းဘက်ကနေလဲဂိုးတွေရသွားမလားဆိုတော့ကျွန်တော်ကတော့ရသွားလိမ့်မယ်လို့ထင်တယ်ဒီနေ့ပွဲစဉ်က United နဲ့ Fulham ပွဲစဉ်ကကျွန်တော်တို့ဒီပြောရမယ်ဆိုပြင်းဖို့ကောင်းတဲ့ပွဲစဉ်တွေပွဲတော့ဖြစ်လာမှာတော့မဟုတ်ဘူးဗျဘာလို့လဲဆိုကိုဘက်ကလည်းတိုက်စစ်ဖွင့်မယ်ဒီဘက်ကလည်းတိုက်စစ်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့တိုက်စစ်အားပြိုင်မဲ့ပွဲစဉ်တွေပွဲလို့ပဲကျွန်တော်အနေနဲ့ထင်ပါတယ် Martinez တို့ဘာလို့ကောင်းခဲ့တယ်ဆိုတာလည်းအမြဲတမ်းတောက်လျှောက်မကောင်းနိုင်ဘူးဆိုတော့ have to have ကိုတွားကြည့်တဲ့အခါမှာလဲ၄ပွဲရှိပြီကျွန်တော်ဂိုးနေနေတာဆိုတော့ဒီနေ့ United အနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာ Fulham ကိုသူ့ဘက်ကလည်းတိုက်စစ်ကိုအဓိကဆင်ဆော့မယ်ကန်စစ်ပိုင်းမှာလည်းအားနည်းချက်ရှိမယ် Fulham အသင်းရဲ့ကောင်းတာတွေကိုကျွန်တော်ဟန့်ထားတဲ့အခါမှာအမြဲတမ်းလည်း Casemiro မကောင်းနိုင်ဘူးနောက်တစ်သင်းကကြောင့် United အသင်းအနေနဲ့အိမ်ကွင်းလည်းဖြစ်တာဖြစ်တဲ့အတွက် Fulham အသင်းကိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဂိုးကရှသွားနိုင်တယ်ဆိုတော့အဲ့နှစ်သင်းမောင်းသွင်းကိုကကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်3ဂိုးထပ်ဖြစ်သွားနိုင်တယ်ဗျဒီဂိုးလေးတစ်ချက်စဉ်းစားကြည့်ပြီးဘယ်လိုပုံစံမျိုးရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးလေးပဲတွေးတယ်စဉ်းစားကြည့်ခင်ဗျားတို့အနေနဲ့လေ United အသင်းအနေနဲ့လက်ရှိမှာတောက်လျှောက်ဆင်ပြေလာတာအဲ့ခါမှာလက်ရှိပေးထားတဲ့ဆောင်ရွက်ပုံကအချက်လက်တွေအရာတော့ကျွန်တော်အဆင်ပြေဆိုပေမဲ့လည်းပဲ United ဖြစ်နေတယ်လုံးဝကျွန်တော်တို့အနေနဲ့ခံမှန်းလို့မရနိုင်တဲ့ပုံစံမျိုးမှာရှိနေတဲ့အသင်းတစ်သင်းဟာ United ပဲဗျဆိုတော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ပြောရမယ်ဆိုရင် Manchester United အသင်းအဆင်ပြေမလား Fulham အသင်းအဆင်ပြေမလားဆိုတာထက်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်ဂိုးလေးများသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဆိုတော့ဒီကိုဒီဘယ်လိုအမြင်လေးရှိကြလဲကျွန်တော် comment လေးမှာမှတ်ခဲ့ပေးကြပါဦးခင်ဗျာကျေးဇူးများတင်ပါတယ်